ဒီငှက်တွေကတော့ကမ္ဘာပေါ်မှာအဆက်ရှိတဲ့ငှက်တွေပါအဲ့ဒီထဲမှာကမ္ဘာအပြင်းဆုံး fire crescent အဆက်ရှိတဲ့ငှက်တွေကတော့ Horned Pigeon ဆိုတဲ့ငှက်တွေပါ Pigeon ငှက်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကယူကနီနိုင်ငံမှာနေထိုင်ခဲ့ကြတာပါ1989ခုနှစ်မှာအမေရိကန်သုတေသနရှင်ဖြစ်တဲ့ဒေါက်တာဂျက်တင်ဘာဂေကယူကနီတစ်တိုးတွေမှာနေထိုင်ခဲ့တဲ့ငှက်တွေကိုသုတေသနလုပ်ရမှဗီဒီယိုငှက်တွေမှာ Fire Crescent အဆိပ်ရှိကြောင်းကိုသိရှိခဲ့တာဖြစ်ပါတယ် Fire Crescent အဆိပ်ကိုတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းပဲဒီအဆိပ်တွေရဲ့မွေးရပါအဆိပ်တွေမဟုတ်ပါဘူးဒီအဆိပ်တွေကိုဗီဒီယိုငှက်တွေဟာသူတို့ရဲ့အစားအစာဖြစ်တဲ့ Crescent ဆိုတဲ့ဘိုးကောင်တွေကနေရရှိလိုက်ကြတာပါဒီအဆိပ်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွေအသားနဲ့လက်သေးတွေမှာရှိကြပါတယ်အရွယ်စား23စင်တီမီတာလောက်သာရှိတဲ့ဒီငှက်တွေကိုတော့ကံကောင်းစွာနဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိဘူးလို့သိရပါတယ်